မင်္ဂလာပါခင်ဗျာလူတိုင်းဟာတနေ့တာ24နာရီကိုတန်ဖိုးရှိဖြတ်တန်းကျင်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာပစ္စည်းတွေအလုပ်တွေ notification တွေနဲ့ရှုပ်ထွေးပွေလီနေတတ်ပါတယ်ဒီနေ့မှာတော့ဒီရှုပ်ထွေးမှုတွေကိုရှင်းထုတ်ပြမဲ့ minimalism ဆိုတဲ့နေထိုင်မှုပုံစံအကြောင်းပြောပြသွားမှာပါ minimalism ဆိုတာဘာလဲအတူဆုံးပြောရရင်မလိုအပ်တာတွေကိုဖယ်ထုတ်ပြီးလိုအပ်တာတွေကိုနေရာပေးခြင်းပါပဲဒါကိုပုံမြင်သာအောင်ဥပမာလေးတစ်ခုနဲ့ပြောပြချင်ပါတယ်ကိုဖြိုးနဲ့ကိုအောင်ဆိုတဲ့တငယ်ချင်းနှစ်ယောက်အကြောင်းစဉ်းစားကြည့်ရအောင်ကိုဖြိုးရဲ့ဗီဒီယိုထဲမှာအင်ဂျီအထည်50ရှိပါတယ်ရှော့ဈေးနဲ့ဝယ်ထားတာတွေတငယ်ချင်းပေးတာတွေနဲ့ပြည့်နေတာပါဒါပေမဲ့မနက်တိုင်းအလုပ်သွားခါနေရင်သူဘာဝတ်ရမလဲဆိုတာကို15မိနစ်လောက်အချိန်ဖြုံးပြီးစဉ်းစားရပါတယ်ရွေးစရာများလွန်းတော့စိတ်ပင်ပန်းပြီးနောက်ဆုံးတော့လဲအပေါ်ဆုံးကအင်ဂျီတစ်ထည်ကိုပဲကောက်ဝတ်သွားရပါတယ်ဒါဟာရွေးချယ်မှုဆိုင်ရာပင်ပန်းနွမ်းနယ်ခြင်း decision fatigue လို့ခေါ်ပါတယ်တစ်ဖက်မှာတော့ minimalist တယောက်ဖြစ်တဲ့ကိုအောင်ကိုကြည်ပါသူ့ဗီဒီယိုထဲမှာသူတကယ်ကြိုက်တဲ့သူ့ကိုယ်နဲ့ကွင်းစကွင်းကွက်ဖြစ်တဲ့အင်ဂျီတစ်ဆက်ထဲပဲရှိပါတယ်သူဗီဒီယိုဖွင့်လိုက်တာနဲ့ဘယ်အထဲကိုမဆို9စက္ကန့်အတွင်းရွေးချယ်နိုင်ပါတယ်သူ့မှာအင်ဂျီနဲပေမဲ့ရွေးချယ်ရတဲ့ဒုက္ခမရှိတော့ဘူးသူ့မှာအချိန်ပိုထွက်လာတယ်စိတ်အေးချမ်းမှုရလာပါတယ်ဒါဟာပစ္စည်းတင်မကပါဘူးဖုန်းထဲကမသုံးတဲ့အပတွေကိုဖျက်လိုက်တာကိုကိုစိတ်ညစ်အောင်လုပ်တဲ့လူမှုဆက်ဆံရေးတွေကိုလျှော့ချလိုက်တာတွေဟာလည်း minimalism ပါပဲ minimalism ကိုလက်ခံလိုက်တဲ့အခါတင့်မှာအကျိုးကျေးဇူး၃ခုချက်ချင်းရလာပါလိမ့်မယ်ပထမအချိန်ပစ္စည်းတွေရှင်းရရွေးရတဲ့အချိန်တွေတက်တာသွားမယ်ဒုတိယငွေကြေးမလိုအပ်တာတွေကိုမဝယ်တော့တဲ့အတွက်ပတ်စံပိုးစုမိလာမယ်တတိယအာယုံဆိုင်မှုကိုဘဝအတွက်တကယ်အရေးကြီးတဲ့မိသားစုကျန်းမာရေးနဲ့ဝါသနာတွေကိုပိုပြီးအာယုံဆိုင်နိုင်လာပါလိမ့်မယ်ပန်းပုဆရာတယောက်ဟာကြောက်တုံးကြီးတဲကနေမလိုအပ်တဲ့အစိတ်ပိုင်းတွေကိုဖယ်ထုတ်လိုက်မှလှပတဲ့ရုပ်တုတစ်ခုပေါ်လာသလိုမျိုးကျွန်တော်တို့ဘဝကမလိုအပ်တာတွေကိုဖယ်ထုတ်လိုက်မှပျော်ရွှင်မှုအစစ်ကိုတွေ့ရမှာပါဒီနေ့ပဲတင့်အခန်းထဲကတင်တစ်နှစ်ကျော်ကြာအောင်အသုံးမပြုတော့တဲ့ပစ္စည်းတစ်ခုကိုစွန့်လွတ်ကြည့်တာကနေစတင်လိုက်ပါ less is more နဲလေလေပိုကောင်းလေလေပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်